အဲ့ဒီသတင်းကိုကျွန်တော်သိသိချာချာသုံးသပ်ပြခဲ့ပါတယ်အခုထိကျွန်တော်သုံးသပ်ချက် line ပေါ်မှာရှိနေပါသေးတယ်ပြန်နှားထောင်မှုအောက်မှာ link ထပ်ချပေးပါမယ်ကျွန်တော်သိသိချာချာအချိန်ယူပြီးတော့သုံးသပ်ပြတော့ပေါင်းဖြာဝိုင်းအောင်ပြီးတော့ဆဲကြပါတယ်မျက်စိသုံးပါနားသုံးပါအုံနောက်တွေကိုလည်းသုံးကြပါအဲ့ဒီလူတွေအဲ့လိုရောက်လာကြတာဟာတိုက်ဆိုင်မှုမဟုတ်ပါဘူးစနစ်တကျစီစဉ်ပြီးတော့တွေ့ကြတာပါဦးသိမ်းမြတ်ကိုဝိုင်းဆဲနေကြတာကလည်းအကြောင်းမဲ့မဟုတ်ပါဘူးဆဲသူတိုင်းမှာသူ့အကြောင်းနဲ့သူရှိပါတယ်မြန်မာသတင်းမီဒီယာတွေထဲမှာလည်းစစ်ကောင်စီပေးတဲ့ထောက်ပံ့ကြေးယူတဲ့မီဒီယာနဲ့အမေရိကန်နဲ့ဥရောပကပေးတဲ့ထောက်ပံ့ကြေးယူထားတဲ့မီဒီယာဆိုပြီးတော့အဲ့ဒီနှမျိုးကအများစုပါအဲ့ဒီနှမျိုးရဲ့ထောက်ပံ့ကြေးနဲ့ကင်းလွတ်တဲ့မီဒီယာဆိုတာအလွန်ရှားပါတယ်အဲ့ဒီနှမျိုးစလုံးနဲ့ကင်းတဲ့မီဒီယာဆိုတာလက်တစ်ဖက်စာလောက်ပဲရှိပါတယ်ဆိုလိုတာက9ခုထက်မပိုဘူးလို့ပြောတာပါအဲ့ဒီ9ခုထက်မပိုတဲ့အထက်မှာကျွန်တော်တို့ TM မီဒီယာပါပါတယ်ကျွန်တော်တို့ TM မီဒီယာဟာကြော်ညာကရတဲ့ငွေနဲ့ပြည်သူကလူတန်းနဲ့$10 $15ဆိုတဲ့ငွေပေါ်မှာပဲမိကိုပြီးတော့ရက်တည်နေတာပါတခြားဘယ်ကထောက်ပံ့ခြင်းကိုမှ TM မီဒီယာကရယူထားတာမရှိပါဘူးဒါကကြွားစရာဟုတ်သလားမဟုတ်သလားဆိုတာတော့မပြောတတ်ပါဘူးဒါပေမဲ့အမှန်တရားဆိုတာကတော့လုံးဝသိကြပါတယ်အဲ့ဒီနှမျိုးနှစ်စားရဲ့ထောက်ပံ့ခြင်းရယူထားတာမရှိတော့သတင်းမီဒီယာတွေမှာ TM မီဒီယာဟာအစအဆုံးတစ်ခုဖြစ်ပါတယ်ဒါပေမဲ့အင်မတန်လိပ်တာတတ်ပါတယ်ပြည်သူလူထုမျက်နှာမှာတပါတခြားဘယ်သူမျက်နှာကိုမှကျွန်တော်တို့မကြည့်ပါဘူးဒီအကြောင်းကိုကျွန်တော်ဘာလို့ပြောနေတယ်လဲဆိုတော့အကြောင်းရှိပါတယ်ဒီအချိန်မှာတရုတ်အကြောင်းပြောရင်လားလူတိုင်းလူတို့ကလက်ခုပ်ဩဘာပေးကြပေမဲ့အမေရိကန်အကြောင်းပြောမိရင်ဝိုင်းအောင်ပြီးတော့ဆဲကြဆွန်ကြီးလောင်းကြတာကိုခံရပါတယ်မြန်မာအရေးမှာဝင်ပြီးတော့ပတ်သက်လာရင်အမေရိကန်ပဲဖြစ်ဖြစ်တရုတ်ပဲဖြစ်ဖြစ်ဘသူ့ကိုပဲဖြစ်ဖြစ် TM မီဒီယာကပြောစရာရှိတာကိုတော့ပြောမှာပါဆဲကြတဲ့သူလက်တဆုပ်စာကြောင့်လုံးဝတွတ်ဆုပ်သွားမှာမဟုတ်ပါဘူးကျွန်တော်တို့ဗမာပြည်ကသတင်းသမားတချို့နိုင်ငံရေးသမားတချို့ကသာမဟုတ်ပါဘူးညင်းနေကြပေမဲ့အမေရိကန်ဦးစီးတဲ့ကေဇေးစင်ချန်ကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးမှာတော်တော်ကိုရှုပ်ထွေးနေပါပြီဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးဝါကာဦးဇာမန်ကအမေရိကန်ဗျာဒိတ်တော်နဲ့လုံမဲ့မိုဟာမက်ယူနွတ်ရဲ့ဘင်္ဂလားဒေ့ရှ်ရခိုင်ကေဇေးစင်ချန်ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့နိုင်ငံတော်လုံခြုံရေးကိုအကြီးကျယ်ထိပါမဲ့အန္တရာယ်ရှိတဲ့အတွက်ရှစ်ဆက်မတိုးဖို့သတိပေးလိုက်ပါတယ်ဗိုလ်ချုပ်ကြီးဝါကာဦးဇာမန်ပြောတာကဒီဇင်ဘာမှာရွေးကောက်ပွဲလုပ်ပြရမယ်ကဲဆယ်ရေးစညာမလုပ်ရဘူးဆိုတဲ့အချက်နှစ်ချက်ဖြစ်ပါတယ်ဗိုလ်ချုပ်ကြီးဝါကာဦးဇာမန်နဲ့မိုဟာမက်ယူနွတ်ရဲ့တကားပိတ်အစည်းအဝေးမှာပြောဆိုခဲ့တာဖြစ်ပြီးတော့တစ်ဖက်စလုံးကအတည်ပြုထားပြီးသားတဲ့မှာဗိုလ်ချုပ်ကြီးဝါကာဦးဇာမန်ကအဲ့ဒီစညာလမ်းကိုသွေးစွန်းမဲ့စညာBloody Corridor လို့ခေါ်သုံးဆွဲပါတယ်စစ်ကောင်းဆောင်တယောက်တည်းကပြောတာမဟုတ်ပါဘူးယာဒူးပြုတ်ထွက်ပြေးရတဲ့ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာဂျီနာသူ့ရင်ဝန်ကြီးချုပ်ဟောင်းခါလီဒါဇီယာတို့ကလည်းပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်အခုဆိုရင်မိုဟာမက်ယူနွတ်စာအကျက်ဆိုက်ရောက်နေပါပြီအမေရိကန်ကမြားပစ်တဲ့ဆိုလို့ရှိရင်